ဟုတ်ကဲ့ရှိတာပေါ့လေနော်ကျွန်တော်တို့အဲ့လိုဇကားစုနဲ့ရလိုက်တော့ဒါဆိုရင်တော့ဟိုဒီသေးကောင်စုနဲ့တော့ကျွန်တော်မရတော့တော့ဘူးထင်တယ်လို့လို့ကိုထင်လိုက်ပါတယ်ကျွန်တော်တို့အဲ့လိုစုတွေပါရလိုက်ပြီဆိုလို့ရှိရင်အရန်အားဖြစ်တာဗျတရုပ်ဆောင်တွေဆိုတော့လေအဲ့လိုမျိုးဟိုနောက်ကျွန်တော်တို့ရှေ့ဆက်လှုပ်သွားမယ့်အလုပ်တွေအတွက်ကိုတကယ်ကိုအားဖြစ်ပါတယ်ဟုတ်ကျွန်တော်လည်းအားကြမခံပြောပါဦးမယ်ဒါကျွန်တော်နဲ့အတူပေါ့နော်ဆိုလူကောင်းကကျွန်တော်ပါမီဖြစ်ပြီးတဲ့ကျွန်တော်ရဲ့ရှားတဲ့စုပါလေဒါ CB ဝန်ထမ်းတွေအားလုံးကိုစားပြုတဲ့စုပါလို့ပဲကျွန်တော်ပြောချင်ပါတယ်လာခဲ့ဟေးမဆောင်းနေတာတကယ်လားတကယ်ဟိုရမ်းပြောပါတယ်အခုချိန်ထိတော့ရင်တုံတော့မပြောက်သေးပါဘူးဟုတ်ကဲ့ဘယ်စမှာပို့ပြီးတော့ပို့တဲ့ဒီကုန်းတွေပို့ပေးခဲ့တယ်အဓိကတော့ဟိုမြေစာပေါ့ကျွန်တော်တရုပ်ဆောင်ဆိုတော့ဟိုတရုပ်ဆောင်စုကိုပို့ပြီးတော့ဟိုတံမိုးထားပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ရှိတာပေါ့လေနော်ကျွန်တော်တို့အဲ့လိုဇကားစုနဲ့ရလိုက်တော့ဒါဆိုရင်တော့ဟိုဒီသေးကောင်စုနဲ့တော့ကျွန်တော်မရတော့ဘူးထင်တယ်လို့လို့ကိုထင်လိုက်ပါတယ်ဟုတ်ကဲ့အဓိကကတော့ပြည်သက်အကြောင်းပါလို့ပဲပြောချင်ပါတယ်ဒါကျွန်တော်ဟိုရသေးခြင်းတဲ့ပြည်သက်တွေဒါအားပေးကြရပါတော့ဟိုကျွန်တော်လည်းအရာယူပေးနိုင်လိုက်တဲ့အတွက်ဟိုတော်တော်လေးလည်းဝမ်းသာမိပါတယ်တာဝန်နေလည်းကြီးပါတယ်တာဝန်ကြီးမကြီးရင်တက်ဟိုကျွန်တော်တို့အဲ့လိုစုတွေပါရလိုက်ပြီဆိုလို့ရှိရင်အရန်အားဖြစ်တာဗျတရုပ်ဆောင်တွေဆိုတော့လေအဲ့လိုမျိုးဟိုနောက်ကျွန်တော်တို့ရှေ့ဆက်လှုပ်သွားမယ့်အလုပ်တွေအတွက်ကိုတကယ်ကိုအားဖြစ်ပါတယ်ဟုတ်ကဲ့အဓိကကျွန်တော်အဲ့ကားလေးကိုဟိုရတဲ့အချိန်မှာလည်းအရန်အားရတယ်ပေါ့နော်အရန်လည်းအားရတယ်ဟိုကျွန်တော်ပြောသလိုပါပဲဒီကားလေးကကျွန်တော်စီပင်ဝန်ထမ်းကာရီတာလေးနဲ့ရတော့ဟိုဘယ်လိုပြောရမလဲဟိုအခုရှားတဲ့စုပါလဲဒါစီပင်ဝန်ထမ်းတွေအားလုံးကိုစားပြုတဲ့စုပါလို့ပဲကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ဒီစုလေးကိုလည်းကျွန်တော်အမှတ်တရအနေနဲ့ပေါ့နော်ဟိုတစ်သလုံးရှိနေမှာပါခင်ဗျဟုတ်ကဲ့ပါကျွန်တော်ဒါရှေ့လျှောက်ပေါ့နော်လုပ်သွားမယ့်အမှုပညာတွေမှာကျွန်တော်ဒီတက်ပို့ပြီးတော့အားစိုက်ပါမယ်အကောင်းဆုံးဖြစ်အောင်လည်းကျွန်တော်ကြိုးစားပါမယ်လို့ပြောချင်ပါတယ်ခင်ဗျပေါ့ဟုတ်ကဲ့ထုတ်လို့ရေးလဲကျွန်တော်ဆက်ပြီးတော့လုပ်ဖြစ်သွားမှာဟုတ်ကဲ့ဟိုကျွန်တော်ပြောထားတယ်နောက်နေ့ရုပ်ရှင်သက်တာသူကျွန်တော်ယူမှာဒူလည်းမရမင်းတော့ခုနက congratulations